ကိုပိုင်တက်တန်းခွင့်ရရှိဖို့အတွက်ကျွန်တော်တို့လွတ်လပ်တဲ့ကရင်ပြည်ရရှိဖို့အတွက်ကျွန်တော်တို့ကြိုးစားခဲ့တယ်သို့တော်2021ရောက်လာတဲ့အခါမှာစစ်အာဏာရှင်အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့အာဏာသိမ်းလိုက်တဲ့အခါမှာဒီဆွေးနွေးပွဲတွေအကုန်လုံးပြည့်စည်သွားတာပဲနော်ရှိထားတဲ့သဘောတူညီချက်တွေကတခုမှလည်းသိရောက်မှုရှိတော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့မူဝါဒဟာစစ်အာဏာရှင်စနစ်ကိုလုံးဝဆက်ကျင်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီနေ့ကစပြီးကျွန်တော်တို့ကစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ညီသူမဆိုတဲ့လက်တွဲဆောင်ရွက်တယ်ဒီနေ့ဒီကာလမှာ KNU ဟာရှေ့တန်းမှာမရပ်တည်ပြီးတော့နော်မြန်မာပြည်တပြည်လုံးမှာအုံးကျွတ်တော်လန်တိုက်ခိုက်နေကြတဲ့လူပေါင်းစုံနဲ့ကျွန်တော်တို့လက်တွဲပြီးတော့ဒီနေ့ဒီချိန်ခါမှာကျွန်တော်တို့ရှေ့ဆောင်နေပါတယ်အဲ့ဒါကြောင့်မလို့ NUCC လို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာကျွန်တော်တို့အဖွဲ့ဝင်ဖြစ်တယ်လို့နော် NUCC ကပေါ်လာတဲ့ NUG ဆိုတဲ့အမျိုးသားညီညွတ်ရေးအစိုးရဟာကျွန်တော်တို့နဲ့ဒီကကလက်တွဲပြီးတော့ဆရာနာရှင်စနစ်ပြုတ်ကြရေးအတွက်ကျွန်တော်တို့လှုပ်ဆောင်နေတယ်။ချိန်တည်းမှာပဲနိုင်ငံတကာရဲ့ထောက်ခံမှုရအောင်ကျွန်တော်တို့စူးစမ်းခဲ့တယ်။ဒီနေ့ဒီကာလဟာဘယ်လောက်အထိခီးပေါက်ပြီလဲဆိုရင်နော်ဒီနေ့ကာလအတွင်းမှာကျွန်တော်တို့စူးစမ်းခဲ့တာနိုင်ငံတကာတန်ရေးတမန်ရေးဘက်မှာဒီစစ်အုပ်စုကိုဘယ်နိုင်ငံမှအတိမမပြုဘူး။ကမ္ဘာကုလသမဂ္ဂမှာသူထိုင်လုံးဝမရဘူး။နော်ကျွန်တော်တို့မှာကြတော့ကိုယ့်ရဲ့ကိုယ်စလဲကုလသမဂ္ဂထိုင်ကုန်ပါဒီနေ့ဆက်တိုက်နော်ဆက်လက်ပြီးတော့တာဝန်ယူတာထိုင်တာနော်စကားပြောခွင့်ရတယ်ဒီလိုအနေထားမျိုးကျွန်တော်တို့ရဲ့တန်တမာရေးတိုက်ပွဲမှာအောင်မြင်မှုတစ်ခုပဲဖြစ်တယ်အဲ့ဒါမကဘူးဒီနေ့မှာပြောစရာရှိတာကတော့အထူးသဖြင့်ကမ္ဘာကြီးကိုဥဆောင်နေတဲ့အမေရိကန်ပြည်ထောင်စုကနေပြီးတော့ကျွန်တော်တို့ကို NDAA ဆိုတဲ့ဥပဒေနဲ့အတည်ပြုလိုက်ပြီးအထက်လွှတ်တော်အောက်လွှတ်တော်အတည်ပြုပြီးတဲ့နောက်မှာဒီနှစ်မကုန်ခင်ရက်အနည်းငယ်အတွင်းမှာအမေရိကန်သမ္မတအနေပြီးတော့လက်မှတ်ထိုးတော့မယ်ဒီဥပဒေချမ်းကပါလဲဆိုတော့ကျွန်တော်တို့တော်လှန်ရေးကိုအထောက်အကူပြုမယ်ကူညီမယ်ဘယ်နှစ်အထိကူညီမလဲဆိုတော့အားလုံး၈နှစ်အထိကူညီမယ်ဇက်တိုက်ကူညီသွားမယ်ကျွန်တော်တို့တော်လှန်ရေးကိုတနည်းတစ်ဖုံနဲ့အထောက်အကူပြုမယ်ဆိုတာကျွန်တော်တို့သေချာသိရတယ်အဲ့ဒါအပြင်ဒီလိုလှုပ်ဆောင်မှုမျိုးဖြစ်ပေါ်လာပြီးတဲ့နောက်မှာအခြားသောနိုင်ငံဖြစ်တဲ့ကနေဒါနိုင်ငံ EU ဥရောပသမဂ္ဂနိုင်ငံများနဲ့အင်္ဂလန်နိုင်ငံအပါအဝင်ဒီလိုနိုင်ငံမျိုးတွေကဒီမိုကရေစီထောက်ခံတဲ့ဒီလိုတိုင်းပြည်တွေကကျွန်တော်တို့တော်လှန်ရေးကိုဆက်တိုက်ထောက်ခံသွားမှာဖြစ်တယ်။အဲဒါကြောင့်မို့ဒီနေ့ဒီကလာမှာကျွန်တော်တို့လက်ရှိရစခံနေတဲ့မြန်မာတပြည်လုံးမှာအုံးကျွတ်ဖြစ်နေတဲ့ကျွန်တော်တို့ဒီတော်လှန်ရေးကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်ရမှာဖြစ်တယ်။အထူးသဖြင့်ဒီနေ့ဒီကလာမှာထူးခြားတဲ့အရာကဘာလဲဆိုတော့ပြီးခဲ့တဲ့တော်လှန်ရေးဖြစ်ပေါ်တောင်းလဲမှုတမိုင်းတစ်လျှောက်လုံးမှာကျွန်တော်တို့တော်လှန်ရေးနဲ့အတူဗမာမျိုးသားတွေမပါခဲ့ဘူး။ဒါရှင်းတယ်1960အာဏာသိမ်းတဲ့အခါမှာလည်းဒီလိုပဲလူအ ਨੇ စုပဲ1988မှာလည်းဗမာမျိုးသားတွေအ ਨੇ စုပဲပါလာတယ်အထူးသဖြင့်မြို့ပေါ်ကလူနည်းနည်းပါးဆန္ဒပြတာတော့ပဲဒါပေမဲ့2021အာဏာသိမ်းတဲ့နောက်မှာတောင်းလဲလာတဲ့အခြေအနေတရကပါလဲဆိုတော့ဗမာမျိုးသားတက်ကြီးပဲနေထိုင်ခဲ့တဲ့စကိုင်းတိုင်းမကွေးတိုင်းတွေကအခုအုံကျွတ်ပဲနေ့တိုင်းလိုတိုက်ပွဲဖြစ်နေတယ်စစ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာကျွန်တော်တို့နှစ်နှစ်အတွင်းမှာအခု KNU ထိုင်းကျရဒေသမှာတိုက်ပွဲက9000ကျော်ဖြစ်သွားပြီတိုက်ပွဲပေါင်း9000ကျော်ပျောက်ကြားတွေအပါဝင်မိုင်းတိုက်ပွဲတွေပါဝင်စနိုက်ပါပါဝင်တိုက်ပွဲကြီးတွေပါဝင်တိုက်ပွဲ9000ကျော်ဖြစ်သွားပြီဒုတိယအများဆုံးပဲနားမှာဖြစ်နေလဲဆိုတော့အခုစကိုင်းတိုင်းမှာဖြစ်တယ်ဗမာအများဆုံးနေတဲ့နေရာမှာစစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးမှာသူတို့အပြင်းထန်ဆုံးခုခံနေတယ်သူတို့မှဒီလိုတောတောင်မရှိဘူးသူတို့မှမြေပြန့်ထန်တော့ပဲရှိတယ်ဒါပေမဲ့အဲ့ဒါသူတို့ဗမာလူထုရဲ့အမာခံယူပြီးတော့ဒီစစ်အုပ်စုကိုပြန်ပြီးတော့ခုခံတိုက်ခိုက်နေတာအဲ့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့တော်လှန်ရေးဟာကိစ္စအထိကိုရောက်နေတဲ့အဆင့်ကိုရောက်လာပြီဆိုတော့ဘာကိုပြောချင်တယ်ဆိုတော့လူမျိုးသီးသီးကထပြီးတော့တော်လှန်ပုံစံတိုက်ခိုက်နေတဲ့အခါမှာအခုကဗမာလူမျိုးကရှေ့ဆုံးမှာကျွန်တော်တို့နဲ့လက်တွဲလာပြီဆိုတာဒါကျွန်တော်တို့ရဲ့တော်လှန်ရေးကနောက်ဆုံးတစ်နေ့မှာအောင်ပွဲခံမှာဆိုတော့သိတာပြောလို့ရတယ်လွန်ခဲ့တဲ့နှစ်90ကျော်ကကျွန်တော်တို့အောက်ထပ်စောပေါကြီးပါပြောခဲ့လဲဆိုတော့မင်းတို့ကရင်တွေငါတို့ကရင်တွေကရင်ပြည်လူကြီးဗမာရဲ့ထောက်ခံမှုကိုလိုအပ်တယ်ဟုတ်တယ်လေဒီကရင်နဲ့တကူဖြစ်ပေါ်လာရေးအတွက်ဟော British ခေတ်အင်္ဂလိပ်ခေတ်တော့ကျွန်တော်တို့ကောင်းဆောင်တွေကျွန်တော်တို့အဖိုးတွေကြိုးစားခဲ့တာဗမာလွတ်တော်ကိုယ်စားလှယ်တွေထောက်ခံလို့ကဒီကရင်နဲ့တကူတွေဖြစ်ပေါ်လာတာထိုနည်း၎င်းပဲကျွန်တော်တို့စူးစမ်းနေတယ်ကျွန်တော်တို့ကရင်ပြည်ပေါ်ပေါက်ရေးလွတ်လပ်တဲ့ကရင်ပြည်တိုင်းပြည်ပေါ်ပေါက်ရေးကိုယ်ကျမပုံဖန်ပြီးခွင့်ရရှိရေးအတွက်ဗမာမျိုးသားတွေကျွန်တော်တို့ကိုမထောက်ခံဘလို့မှအလုပ်မဖြစ်ဘူး
နော်လူငယ်တဲ့အချိန်တော့ကျွန်တော်တို့ KNU ဆိုရင်တပုံပေါင်းချမ်းသူအဖြတ်သမားနော်ဒီလိုပဲတောက်လျှောက်ကင်မိုးတက်ခံနေရတဲ့အနေထားနေဒီနေ့ဒီကာလမှာဗမာအများစုဖြစ်တဲ့ပြည်သူတွေကဒီလိုလုံးဝမပြောတော့ဘူးဆိုတာကျွန်တော်တို့ယုံကြည်တယ်ကျွန်တော်တို့အတူလက်တွဲပြီးတော့ဒီနေ့ဒီကာလမှာထဲထဲဝင်ဝင်နဲ့တက်ကြွတဲ့ဗမာမျိုးသားတွေကဒီစစ်အာဏာရှင်ပြုတ်ကျရေးအတွက်ကိုသူတို့တိုက်ပွဲဝင်နေတယ်အဲ့ဒီတိုက်ပွဲဝင်နေတဲ့အတွက်ဒီနေ့ဒီကာလမှာဗမာမျိုးသားတွေလည်းကျွန်တော်တို့တို့လိုပဲတော်တော်လေးစွန့်လို့စွန့်စားရတယ်ဒီနေ့ဒီကာလမှာစကိုင်းတိုင်းမကွေးတိုင်းမှာစစ်အုပ်စုအကြမ်းဖက်စစ်အုပ်စုကမိရှုပ်ပြစ်တာကအိမ်မောင်းအင်ဂျင်မောင်း4000ပြည့်တော့မယ်လို့တနေ့နဲ့တနေ့အဲ့ဒီအဖွဲ့တွေကဘာလုပ်လဲဆိုတော့ရွာထဲဝင်ပြီးမိရှောက်ရှို့တာပဲလိုက်ဖြစ်စည်းနေတာလူလူတွေလုံးဝစားလို့မရအောင်တောက်လို့မရအောင်အဲ့ဒီလိုလုပ်နေတဲ့အခါကျတော့တစ်ဖက်ကနေကျွန်တော်တို့လူလူတွေအပြင်းထန်ခံစားနေရတဲ့ဆိုပေမဲ့လို့ကျွန်တော်တို့တော်လိုင်းကြီးကပို့ပြီးတော့အားကောင်းလာတယ်တနေ့တခြားပို့ပြီးတော့အားကောင်းလာတယ်ဆိုတော့ကျွန်တော်တို့ပြောလို့ရတယ်နိုင်ငံတကာထောက်ပံ့မှုကလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့ရလာတယ်အထူးသဖြင့်အာဆီယံမှာအရင်တော့အာဆီယံဆိုရင်ကျွန်တော်တို့အရင်ကဂရုစိုက်မဲ့လို့ရှိဖို့မရှိဘူးဒါမဲ့ဒီကနေ့ဒီကလာမှာအာဆီယံအဖွဲ့ဝင်အားလုံးကကျွန်တော်တို့ကိုဂရုမစိုက်သေးပေမဲ့အထူးသဖြင့်ဒီနှစ်2023မှာစပြီးအာဆီယံရဲ့သဘာဝရိကိုအာဆီယံရဲ့အောက်ထပ်နေရာကိုတောင်းယူမဲ့အင်ဒိုနီးရှားနိုင်ငံကကျွန်တော်တို့တော်လှန်ရေးကိုအပြည့်အဝထောက်ခံတယ်ကျွန်တော်တို့ NUG ကျွန်တော်တို့ NUCC ကိုအပြည့်ထောက်ခံတယ်ထိုနည်း၎င်းကမလေးရှားနိုင်ငံရှေ့တန်းမှာတိုက်ပွဲဝင်နေတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ကစပြီးကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့တိုက်ပွဲအခြေအနေပို့ပြီးတော့ပြင်းတဲ့မြင့်အောင်ကျွန်တော်တို့လုပ်ဖို့လိုတယ်အထူးသဖြင့်ကျွန်တော်တို့ပြောချင်တာကတော့ကျွန်တော်တို့ပြည်မျိုးသားတွေလက်ရှိကာလမှာကျွန်တော်တို့တွေအဖွဲ့တွေကိုယ်ပြရှိနေတယ်ဆိုပေမဲ့လို့ဒီနေ့ဒီကာလမှာကျွန်တော်တို့ဝမ်းသာဆုံးဖြစ်ရဆုံးကကျွန်တော်တို့ကအဖွဲ့တွေခွဲမလို့တရားနဲ့တရားအရင်တော့ပဋိပက္ခမဖြစ်တော့ဘူးတရားနဲ့တရားဟာအရင်မဖြစ်တော့ဘူးမတတ်ကြမဖြတ်ကြတော့ဘူးဒီနေ့ဒီကာလကကျွန်တော်တို့ဝိုင်းပြီးတော့တစ်တကူတွေဝိုင်းပြီးတော့လူလုံနိုင်တယ်နော်ဒီနေ့ကဆိုရင်ဟိုကြာအင်းပါအခုတကောမှလည်းအကြီးကျယ်လုံနေတယ်ဆိုလိုတာပါလေကျွန်တော်တို့ကကရင်ဟာကရင်ပါပဲနော်ဘလောက်ပဲကွဲအသင်္ကြန်အားဖြင့်ဘလို့ပဲကွဲဘာသာစကားရဘလို့ပဲမတူကျွန်တော်တို့ကကရင်ဆိုတာကရင်ပါပဲဆိုတာနောက်ဆုံးတစ်နေ့မှာတိုင်းရဲ့တစ်ပုံသွေဝိုက်တနည်းနဲ့ကျွန်တော်တို့ကရင်တော်လိုင်းကိုအကျိုးပြုမှာဆိုတာကျွန်တော်လုံးဝယုံကြည်တဲ့အပေါ်မှာကျွန်တော်ယုံကြည်တာဒီနေ့ဒီကာလမှာဆင်နွှဲနေတဲ့တတိုင်းတစ်ပြည်လုံးဆောင်တဲ့တော်လိုင်းကြီးကကျွန်တော်တို့ KNU မှာရှေ့ဆုံးကမရပ်တည်ပြီးတော့တော်လိုင်းတစ်ခုလုံးကိုကြံတဲ့လူမျိုးစုတော်လိုင်းကြီးနဲ့တစ်ခွက်ပါလာအောင်ကျွန်တော်တို့ဆက်ပြီးတော့ကြိုးစားနေတဲ့လက်ရှိအခြေအနေရဆိုရင်တော့ကျွန်တော်တို့ထဲထဲဝင်တဲ့ပြောင်းတော့ဒီတော်လန်ရုပ်ကိုတိုက်နေတာကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့KNU ရှေ့တန်းမှာပါတယ် KNPP ကရင်နီနောက်ပြီးချင်း CNS နောက်ပြီး KIO ကျွန်တော်တို့ကချင်အဖွဲ့တွေဒါတွေကကျွန်တော်တို့ရှေ့တန်းမှာမာပြီးပြောင်းတော့ကျွေးကြော်ပြီးကျွန်တော်တို့တိုက်နေတယ်ဒါပေမဲ့တခြားအဖွဲ့တွေကြတော့ကျေပြင်းပြင်းနဲ့မကျွေးကြော်ဘူးသို့တော်ညာလည်းပဲယနေ့ကာလမှာတွေ့ရှိနေရတဲ့ဒီအကြမ်းဖက်စစ်အုပ်စုနဲ့တိုက်ပွဲဖြစ်နေတဲ့အဖွဲ့ဆိုတော့ရှင်းပြောရင်ဘယ်နှဖွဲ့ရှိလဲ1 KNU 2 KNPP ကရင်နီ3 CNF 4 KIO နော်ညီတော်သုံးပေါ့သိတယ်မလားညီတော်သုံးပေါ့ဆိုတာအေးပါမယ်တအန်း DNL လေးပါမယ်ပလောင်ဖွဲ့ပါမယ်ကိုကဲ NDA ပါမယ်ပြီးတော့နောက်ဆုံးတော့ ABSDF အထူးသဖြင့်ကျွန်တော်တို့ရှစ်ဖွဲ့ဟာပြောင်ကြတဲ့ပြောတဲ့ဖွဲ့ရှိတယ်လို့ပြောင်ကြမပြောဘဲနဲ့ဖွဲ့ဝဲတဲ့အနေနဲ့စီအုပ်စုကိုတိုက်နေတာရှိတယ်ဆိုတော့ဒီရှစ်ဖွဲ့ဟာတိုက်နေတာသိကြပြီကျန်တဲ့ဖွဲ့တွေကျန်သေးတယ်ဥပမာတို့ဝါတို့မိုင်းလာတို့နော်ကျန်တဲ့ဖွဲ့တွေရှိသေးတယ်မေဖုန်းနံပါတ်ကဒါပဲကြ有
biết là bố nó to bây giờ nó muốn được biết là đó ôi như cái này là có món này mai áp bay bao đủ mai áp bay phó nào đâu bay